Hello 皆さんこんばんはတွေ့ရကြပြီဒီနေ့ကတော့ Annual Semester ရဲ့ Grammar ဘုံဘိုအခန်း၄ကိုတင်ပေးမှာဖြစ်ပါတယ်အခန်းလေးမှာဆိုလို့ရှိရင် Grammar ၄ခုရှိပြီးတော့အဲ့အခန်းလေးမှာပါတဲ့ဟာကပေါ့နော်အခန်းလေးမှာပါတဲ့ Grammar လဲကြည့်လို့ခေါ်တဲ့တာရကတွေကိုထုတ်ပြပြီးပြောတဲ့ဟာပေါ့နော်တာရကတွေကိုထုတ်ပြပြီးပြောတဲ့ဟာဘယ်နေရာမှာဘယ်စကားလုံးကဘယ်လိုမျိုးနေရာမှာသုံးအောင်လဲဆိုတာ၄ခုကိုပေါ့နော်နည်းနည်းလေးစင်တဲ့အတွက်နည်းလေးတော့မှတ်ရတာရောပင်မဲ့လွယ်ပါတယ်သေချာလေးတစ်ခုချင်းစီကိုကြည့်မယ်ဆိုလို့ရှိရင်တော့လွယ်တယ်ပေါ့နော်ပြောနေရအချိန်ကုန်မှာမဟုတ်လို့ဒီခါလေး screen share ပြကြည့်ရအောင်ဘေးအဲ့တော့ဒီနေ့စတယ်နော်အဲ့တော့ပထမဦးဆုံးကြည့်ရမယ့်ဥစ္စာကဘာလဲဆိုတော့၄ခုပါတယ်ပထမဦးဆုံးကနံပါတ်1ကနာလီဒုတိယတစ်ခုကကြတော့ဘာလဲဆိုလို့ရှင်တဲအားတယ်အလဲမှာ stop လေးချပါနော်တဲအားတယ်နောက်တစ်ခုကကြတော့992e နောက်တစ်ခုကကြတော့992e ဝါစု992e ဝါစုအဲ့လိုသုံးတာပါနော်အဲ့တော့အဲ့၄ခုကနည်းနည်းစင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်မှာကြည့်ဘယ်ဟာဖြစ်လို့ပြောတဲ့အဓိပ္ပာယ်မလို့ဒါပဲဖြစ်ဟိုဟာပဲဖြစ်ဆိုတဲ့အဓိပ္ပာယ်မလို့ပေါ့နော်နော်ဒီဟာပဲဖြစ်ဟိုဟာပဲဖြစ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ကြည့်အောင်နာလီရကြတော့ဘာဖြစ်လဲဆိုတော့ဒီဟာပဲဖြစ်ဟိုဟာပဲဖြစ်အဓိပ္ပာယ်ကတော့တူတယ်ကွာအောက်ကဒဲအားတွေပဲဖြစ်တူအီပဲဖြစ်တူအီဝါဆိုပဲဖြစ်အဓိပ္ပာယ်တူပေမဲ့ तू ကကြတော့ဘယ်လိုနေရာမှာပဲသုံးလဲဆိုလို့ရှိရင်ဒီဟာဖြစ်ဟိုဟာဖြစ်တစ်ခုခုတော့ရွေးချယ်မှုတွေကိုပြောချင်တဲ့အခါမျိုးမှာသုံးတယ်ပေါ့နော်ဟိုကတော့မလုပ်တော့ဘူးဘယ်ဟာဖြစ်ဆိုတော့အဓိပ္ပာယ်ကိုတော့အမေရေးပြရမှာပေါ့နော်ဘာလို့လဲဆိုတော့မှတ်တဲ့အခါကျရင်ခတ်မှာဆိုလို့ဒီဟာဖြစ်ဟိုဟာဖြစ်ပေါ့နော်သူကကြတော့ရွေးချယ်မှုတွေမှာသုံးတယ်ပေါ့နော်ရွေးချယ်မှုတွေမှာသုံးတယ်အောက်ကလည်းအဓိပ္ပာယ်ကဘာသာပြန်မယ်ဆိုလို့ရှိရင်အဓိပ္ပာယ်တူတူပဲပေါ့နော်ဒီဟာဆိုလေဒီဟာဖြစ်ဟိုဟာဖြစ်ဒီဟာကြတော့ရွေးချယ်မှုမဟုတ်တော့ဘဲနဲ့ဟိုမှာဆရာမဖြစ်ကျောင်းသားဖြစ်ကျောင်းရဲ့စည်းကမ်းတွေကိုလိုက်နိုင်ရမှာပဲအဲ့လိုမျိုးအခါမျိုးမှာပေါ့နော်ဆီယမပဲဖြစ်ကျောင်းသားပဲဖြစ်အဲ့တော့ဒီဟာဖြစ်ဟိုဟာဖြစ်နေတဲ့အဓိပ္ပာယ်အတူတူပဲเนาะဘာသာပြန်လိုက်လို့ရှင် grammar မှာ၃ခုရှိတယ်ဘာလဲဆိုလို့ရှိရင်ဘာသာပြန်တာရယ်သုံးရမယ့်နေရာရယ်ဖောင်ပြောင်းတာရယ်ပေါ့နော်အန်နွမ်းမှာကျတော့ဖောင်ပြောင်းတာကိုသိကြည့်စရာမလိုတော့ဘာဖြစ်လို့လဲဆိုရင်ဟိုနောင်ရဲ့အရှိမဘာလာတယ်တို့ပြောလို့ရှိရင်ကြည့်လျှော်ခဲနိုင်အောင်ဘာလောက်တယ်ဆိုတော့ diet ကတော့နားလည်နေပြီဆိုတော့အဲ့ဒါကိုအဲ့လိုမျိုးသိပြီးတော့မပြောတော့ဘူးပေါ့နော်ကျမတို့အဲ့ဆီယမရှိမှာမူမီကြီးက sensation မှာတက်ခဲ့တော့ကလည်းအဲ့လိုပဲတိတ်ပြီးမပြောတော့သူဘယ်နေရာမှာသုံးရမလဲအတိတ်ပဲလဲအဲ့လိုဂျပန်လိုပဲရှင်းပြပေးသွားတယ်ပေါ့နော်ဂျပန်ဆီယမှာဆိုတော့ဟုတ်ပြီဒါကိုလည်းဒီဟာဖြစ်ဟိုဟာဖြစ်ဆိုပြီးတော့ဘာသာပြန်လိုက်မယ်သူကြတော့ဘာကိုပြောချင်တာလဲဆိုရင်ဘယ်ဟာဖြစ်အတူတူပဲခုနကပြောသလိုပေါ့နော်ကျောင်းသားဖြစ်ဆီယမဖြစ်ဘယ်ဟာဖြစ်အတူတူပဲစီကန်းလိုက်နာမှာပဲပေါ့နော်ဘယ်ဟာဖြစ်အတူတူပဲဟိုကကြောက်ရွေးခိုင်းတာအပေါ်ဆုံးကဟာကြောက်ရွေးချယ်မှုကကြောက်အေးဖြစ် copy ဖြစ်တောက်ပါပေါ့နော်ဒါကြောင့်ဘယ်ဟာဖြစ်အတူတူပဲလဲပုံးလေးတွေကိုကြည့်ရင်ပို့ပြီးမှတ်မိမယ်ပေါ့နော်ဒါသုံးရတဲ့နေရာလေးကိုတော့အကျဉ်းများပြပြမယ်ပြီးပါရင်လဲပုံးလေးတွေကိုကြည့်ရင်အတူတူမှတ်သွားကြမယ်ပေါ့နော်တူ e ကြတော့ a ဖြစ်စေ b ဖြစ်စေအတူတူပဲဥပမာပြောရမယ်ဆိုလို့ရှိရင်ထားပါတော့နော်ကလောရောက်သွားတယ်ရာသီဥတုကလည်းတာရတယ်ပြီးရင်ရှုခင်းနေရလည်းလှတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ tanki to e ဒါမှမဟုတ်လို့ရှိရင် keshki to e tanki ဆိုရာသီဥတုကပဲရာသီဥတုဖြစ်ဒီရှုခင်းနေဖြစ်ပေါ့နော်ဘယ်ဟာကိုကြည့် psycho လှတယ်အဲ့လိုမျိုးပြောချင်တဲ့အချိန်မှာto e ကိုပြောတာဒီဟာဖြစ်ဟိုဟာဖြစ်နှစ်ခုလုံးကအတူတူပဲလို့ပြောချင်တဲ့အခါမျိုးမှာသုံးတာသူကြတော့နှစ်ခုလုံးအတူတူပဲဆိုပြောတဲ့အခါမျိုးမှာသုံးတာဘယ်ဟာကိုကြည့်လိုက်အတူတူပဲစိုးတာကိုပြောမလားကောင်းတာကိုပြောမလားဘယ်ဟာကိုကြည့်အတူတူပဲ a ကိုကြည့် b ကိုကြည့်အတူတူပဲလှတယ်လို့ပြောချင်တာပေါ့နော်အဲ့ချိန်မှာto e ဆိုပြီးတော့ပြောတာပေါ့နော်ဒီကောင်းတာလေးမှတ်ထားလိုက်ပေါ့နော်နောက်ဆုံးတစ်ခုတို့ e ဝါဆိုကလည်းအတူတူပဲဘာသာပြန်မှာတော့အတူတူပဲသုံးရတဲ့နေရာလေးပဲနည်းနည်းလေးကွဲသွားတာပေါ့နော်အဲ့ဒါကြောင့်ဘယ်လိုမျိုးနေရာမျိုးမှာသုံးလဲဆိုလို့ရှင်ဒါကြတော့အတူတူအပေါ်ဟာနဲ့နည်းနည်းစင်တယ်သူ့ကိုကြတော့ဘယ်လိုမျိုးမှတ်ထားရမလဲဆိုတော့အနှုတ်သဘောနဲ့သုံးတဲ့အခါမှာသုံးတယ်ခွ
ခွဲမထွက်တော့အလုံးတူတူပဲလို့ပြောချင်တာဥပမာပြောရမယ်ဆိုလို့ရှိရင်မအားတာတော့အခုကြောင်းတက်နေနေပတ်တိုင်းလောက်ရတာဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ဟေဂျီဆုတို့ဤဝါစုရှုမဆုတို့ဤဝါစုဟေဂျီဆုဆိုတာကဟိုဟာပြောတာပေါ့နော်တင်းလာနေတောက်ကြပြောတာရှုမဆုဆိုစနေတင်းနေကိုပြောတာအဲ့တော့ဟေဂျီဆုပဲဖြစ်ဖြစ်ရှုမဆုပဲဖြစ်ဖြစ်အတူတူပဲမအားတာပဲဘာဖြစ်လို့ဆိုတော့ကြောင်းတက်ရတယ်ကျမအနေနဲ့ပြောပြတာပေါ့နော်ကျမဟိုဟာဆိုရင်တင်းလာတောက်ကြဆိုလို့ရှိရင်ကြောင်းတက်ရပြီးတော့စနေတင်းနေဆိုလို့ရှိရင်ကျမတနေ့ကုန်လှုပ်လှုပ်ရတယ်အဲ့လိုမျိုးအခါမျိုးမှာတုံးတယ်သူကတော့နည်းနည်းအနှုတ်သဘောဆောင်တယ်ပေါ့နော်အဲ့လိုမျိုးအနှုတ်သဘောဆောင်တဲ့အခါမျိုးမှာဒီလဲပုံးလေးကိုမှတ်ထားလိုက်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျမလောက်ထားတယ်နားလေလွယ်မဲ့လဲပုံးလေးထုတ်ထားတာရှိရဲအဲ့တော့တစ်ချောင်းချင်းစီကြည့်ပြီးတော့ဘယ်ဟာဘယ်လိုနေရာမျိုးမှာတုံးလဲဆိုတာကိုကျမတို့နည်းနည်းကြည့်ကြည့်မယ်ပေါ့နော်နားလေးဘာလို့လဲဆိုလဲပုံးလေးနဲ့တွဲမှတ်လို့ရှိရင် grammar ပို့ပြီးမှတ်ရလွယ်ကျမတို့အဲ့လိုမျိုးပဲမှတ်တယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်မယ်အဲ့တော့နည်းနည်းပေါ့နော်အဲ့လိုမျိုးနားလေကခတ်တဲ့စာကြောင်းလေးဆိုလို့ရှိရင်တရားကိုမှတ်ရခတ်မှာဆိုတော့ကျမလွယ်တဲ့စလုံးလေးအဲ့လိုစာကြောင်းလေးထုတ်ထားရပါတော့ယာစုမီနောဟီပါဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်နားလက်အားလက်ရက်မှာပေါ့နော်ဟွန်းအိုယောမှုနာလီစာအုပ်ဖတ်တာဖြစ်ဖြစ်နာလီဒီကဖြစ်ဟိုကဖြစ်ဆိုတော့စာအုပ်ဖတ်တာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အေကအိုရုပ်ရှင်ကြည့်တာဆိုတော့မိလူနာလီကြည့်တာမိလူဆိုတော့မိလူနာလီလေးနဲ့ပေါင်းလိုက်မယ်စာအုပ်ဖတ်တာဖြစ်ဖြစ်ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်ရှိတယ်လုပ်ပြီးတော့ယူကူရီစုကိုရှိတိုင်းနော်သူရဲ့အားလည်းရက်ကိုစာအုပ်ဖတ်တာဖြစ်ဖြစ်ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်အေးစစ်စစ်နဲ့ဖြတ်တန်းချင်တယ်လို့ပြောချင်တာပေါ့နော်အဲ့တော့တစ်ခုကိုရေးချက်ပြီးလုပ်ချင်တဲ့အခါမျိုးမှာဒီနားလီကိုသုံးတယ်ပေါ့နော်အဲ့တော့အပြင်သွားလို့ရှိရင်ငါကကော်ဖီဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်မချလေးဖြစ်ဖြစ်တောက်ချင်တယ်အဲ့လိုမျိုးအခါမျိုးမှာလည်းဒီဟာကိုသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုဒဲအားရဲအားကြတော့လဲခုနအတူတူပဲပေါ့နော်ခုနပြောရသလိုမျိုးဟာကိုပဲကြည့်ကြည့်မယ်ကောက်စီဒဲအားရဲចောင်းသားဖြစ်ဖြစ်စန်စေးတဲ့အားရဲဆေးရဖြစ်ဖြစ်ပေါ့နော်ចောင်းသားဖြစ်ဖြစ်ဆေးရဖြစ်ဖြစ်ခိုနိုလူအိုမာမူလာနာခေလေပါနာလာနိုင်ဘာပြောချင်တာလဲဆိုတော့ဆရာပဲဖြစ်ဖြစ်ကျောင်းသားပဲဖြစ်ဖြစ်ဒီစီမင်းစည်းကမ်းတွေကိုမလိုက်နာလို့မရဘူးလို့ပြောချင်တာပေါ့နော်အဲ့တော့ဒါဘာကိုပြောချင်တာလဲဆိုတော့ဆရာရောကျောင်းသားရောအကုန်တူပါပဲလို့ပြောချင်တဲ့အခါမျိုးမှာသုံးတယ်ပေါ့နော်ဒါလေးတွေကိုနည်းနည်းလေးပိုးလေးလုပ်လိုက်မယ်အနေအောင်လေးထားလိုက်စေးတဲ့အားတယ်စမ်းစေးတဲ့အားတယ်ဆိုပြီးတော့ထားမယ်ဟုတ်ပြီနောက်တစ်ခုသွားမယ်ပေါ့နော်နောက်တစ်ခုကကြလဲခုနပြောသလိုပဲရာသီဥတုကိုပဲကြည့်ရှုခင်းကိုပဲကြည့်လှတယ် cycle ဆိုပြီးတော့ဒီလိုမျိုးနေရာမှာလဲဒါကိုသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာကျတော့၄ပုံတစ်မျိုးဖြစ်သွားပြီပါလဲဆိုတော့ခိုနိုအေဂါဝါဒီရုပ်ရှင်ကအွန်ဂါခုတိုဤဒီဥစားတချင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အေဆိုရုပ်ပဲဖြစ်ပေါ့နော်လို့ရုပ်ရှင်ပြကွက်တွေပဲဖြစ်ပေါ့နော်နှစ်ခုလုံးကဟွန်တိုနီဆိုပါလားရှိနှစ်ခုလုံးကောင်းတယ်လို့ပြောကြတယ်ဒီရုပ်ရှင်တွေမှာပါတဲ့ဇဝင်ငန်းဖြစ်တချင်းတွေဖြစ်ကောင်းတယ်လို့ပြောကြတာပေါ့နော်ဟွန်တိုနီဆိုပါလားတိုနီဆိုပါလားရှိဆိုပြီးတော့ထုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာဟိုဟာကောင်းတယ်နှစ်ခုလုံးကအတူတူပါပဲကြည့်လိုက်လို့ရှိရင်ဆိုပြီးပြောတဲ့အခါမျိုးမှာသုံးတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ဗာလဲဆိုအနှုတ်သဘောဆောင်တဲ့အတွက်အနှုတ်ဖတ်သွားတဲ့လေးပုံလေးကိုရှာထားရပါတော့ဒါကိုပြောချင်တာခုနဆိုလို့ရှိရင်ရှုမဆိုပဲဖြစ်ဟဲကြီးဆိုပဲဖြစ်မအားဘူးအလုပ်များတယ်ဒီလိုမျိုးနေရာမှာလည်းသုံးလို့ရတယ်အဲဒီမှာကြတော့ဟီလူတိုဤဝါစုဟီလူဘယ်လိုဖြစ်လဲဟီလူတိုဤဝါစုနေကင်းဖြစ်ယောလူတိုဤဝါစုနေကင်းဖြစ်ညဖြစ်ဘာပြောချင်တာလဲဆိုရင်ရှီကောတိုနော်ဥတိုအလုပ်ရဲ့အတန်ကဥလူဆိုင်နားကြီးရလို့ပြောချင်တာပေါ့နော်ဥလူဆိုင်ဆိုတာနားကြီးကမကောင်းတဲ့သဘောကိုတက်ရောက်တယ်ပေါ့နော်အဲ့တော့နေ့ကင်းဖြစ်ညဖြစ်နားကြီးတယ်လို့ပြောတဲ့အခါမျိုးမှာသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ပြန်ပြီးတော့ချုပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဒီလေးကြီးပေါ့နော်တာရကတွေပြတဲ့ဟာက
နံပါတ်4မှာဆိုရင်အခန်းလေးမှာဆိုလို့ရှိရင်ဒီ၄မျိုးပဲရှိတယ်နာလီတဲအားတယ်တို့ဤဝါဆိုဆိုပြီး၄ခုရှိရပါတော့အတိပ္ပယ်အနေနဲ့ကတော့ဒီကဖြစ်ဖြစ်ဟိုကဖြစ်ဖြစ်ဆိုပြီးတော့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာဘာကိုပြောချင်တာလဲဆိုတော့ပထမဦးဆုံးမှာဆိုလို့ရှိရင်တခုကိုရွေးချယ်ရမှာပေါ့နော်ဒီကလုံမလားမလုံဘူးလားလုံချင်sorry ဒီကရွေးမှာလားဟိုကရွေးမှာလားဆိုပြီးတော့ရွေးချယ်တဲ့အခါမျိုးမှာသုံးတယ်ဆိုတော့ဒီနာလီကိုသုံးလို့ရပါတော့နောက်ဒဲအားတယ်ကကြတော့ဒီဘယ်လိုပြောရမလဲဒီဟာဖြစ်ဖြစ်ဟိုဟာဖြစ်ဖြစ်အကုန်လုံးကတပုံစံနဲ့ပဲပြောရမယ်ဆိုလို့ရှိရင်စိန်ဖြစ်ဖြစ်ပရတ်များဖြစ်ဖြစ်အကြောင်းမြင်နာထဲမှာအကုန်အတူတူပဲဒီဘောင်လေးတစ်ခုထဲမှာပဲအကုန်အတူတူပဲလို့ပြောကြတယ်ဒီမှာကျောင်းသားနဲ့ဆရာဆိုလဲအတူတူပဲပေါ့နော်ဒီပြောရမယ်ဆိုလို့ရှိရင်ဒီကျောင်းသားဆရာကဒီကျောင်းကအသင်းဖွဲ့တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျောင်းတစ်ခုရဲ့အသင်းဖွဲ့ဝင်တစ်ခုပါပဲလို့ပြောချင်တဲ့အခါမျိုးမှာဒါဒီတဲအားတယ်ကိုသုံးတာဟုတ်ပါနေမြတဲအားတယ်ကိုသုံးတာပေါ့နော်စမ်းစေးတဲအားတယ်ကက်စေးတဲအားတယ်စမ်းစေးတဲအားတယ်ခုနလိုကိုမမိုးလာနိုင်ခဲ့လေပါနာလာနိုင်အမှန်ပြည့်ဆရာပြည့်အတူတူပဲနောက်တို့ဤဆိုလို့ရှိရင်နှစ်ခုလုံးကိုကြည့် तू ကကျတော့အကောင်းအနေနဲ့သုံးတာများတယ်တို့ဤအစာကြောင်းတော်တော်များများဖတ်ကြည့်ရဲ့အခါမျိုးပါပေါ့နော်ဒီမှာဆိုလို့ရှိရင်ခုနိုအဲကဝongaku to eizo to honto ni ဆိုပါလားရှိဆိုရုပ်ရှင်ကိုပဲကြည့်မလားတချင်းသူ့ရဲ့ဘောနော်အဲ့လိုမျိုးစဝင်တေးကိုပဲကြည့်မလားပေါ့နော်နှစ်ခုလုံးကကောင်းတယ်ပေါ့ဟွန်ဒိုနေတကယ်ဆိုပါလားရှိလို့ပြောချင်တာနောက်တစ်ခုတို့ဤပါစုကတော့အနှုတ်လက္ခဏာဆောင်တယ်ပေါ့နော်ကြည့်ရင်ကလေးကအပြင်မှာဆော့လာတယ်သူ့ခြေထောက်တွေလက်တွေသဲတွေပဲဘေဟာကိုပဲကြည့်အဲ့လိုနေရာမျိုးမှာလေတို့ဤပါစုကိုသုံးတယ်ပေါ့နော်အဲ့တော့ဒီအပေါ်က3ခုနဲ့ဒီအောက်ဆုံးတစ်ခုနဲ့ဆိုလို့ရှိရင်အောက်ဆုံးတစ်ခုကိုသိမှတ်ထားလိုက်တို့ဤပါစုဆိုအနှုတ်သဘောဆောင်တဲ့လဲပွန်းလာတာများတယ်ပေါ့နော်ညနေဖြစ်ဖြစ်ဟီရုတိုအီဝါဆိုယောလိုတိုအီဝါဆိုရှီကိုတိုနိုအိုတိုကအိုတိုစာအဲ့လိုမျိုးမှတ်ထားရင်အပေါ်က3ခုသွားလို့ရပြီအပေါ်က3ခုမှာဆိုနာလီကရွေးချယ်တာအဲ့ဆိုရပြီဒဲအားတယ်နဲ့တိုအီပဲကျန်တော့တယ်အဲ့အချိန်မှာဆိုလို့ရှိရင်တိုအီဆိုကောင်းတာကိုပြောချင်တာစဝင်ကန်းနေမှာဆိုလို့ရှိရင်ဒီနှစ်ခုလုံးကကောင်းတယ်ကလောဆိုလို့ရှိရင်ရှုခင်းရောရာသီဥတုရောတာရတယ်ကောင်းတယ်အဲ့လိုမျိုးပေါ့နော်တစ်ခုချင်းစီကိုထုတ်ပြီးတော့ဒီဟာကတော့ဒီလိုနေရာမှာသုံးတယ်ပေါ့ကိုက၄ခုလုံးမှတ်တာခက်လို့ရှိရင်တစ်ခုချင်းစီရွေးထုတ်ပြီးတော့မှတ်သွားပါတော့အဲ့တော့အခန်းလေးကတော့ဒီလောက်ပဲအခန်း9ကိုသွားကြမယ်ပေါ့နော်အဲ့တော့တစ်ခုရှိတာအခန်း၄ပြီးသွားလို့ရှိရင်ဒီပြီးတူလိုမျိုးမိကုံ1 to 4ကိုလမ်းရှုလို့ပြီးရင်ဖူဖူရှုတွေလုပ်ပြီးသွားလို့ရှိရင်ဖြည့်ရမယ့်မိကုံလေးတွေပေါ့နော်တင်ပြီးမယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ဖြည့်ကြည့်ကြမယ်ပေါ့နော်တူကျမဆိုလို့ရှိရင်လည်းဖြည့်ကြည့်ပဲမယ်ကျမလည်းစာတူလိုက်လို့နေတော့3ခုလောက်မှာလိုက်အဲ့လိုမျိုးရှိရပါတော့အဲ့တော့ကိုကဖြည့်ကြည့်ကြမယ်ပေါ့နော်မိကုံလေးတင်ပြီးမယ်တတာဒီနေ့တော့ဒီလောက်ပါပဲနောက်မှပြန်တွေ့မယ်